တောင်းလေးတင်ဆက်ရပါညီမနေရဆက်ရမှာဟိပါလိရှင်ဒီခေတ်ကဗာတင်းဆက်တောင်းလဲဒီကိန်းဆက်နော်ညီမနေရပါနော်ဒီခန်းခတ်တယ်နော်ဟုတ်တယ်ဒီခန်းခတ်အထန်ထက်တယ်ခန်းဆော့သွားမယ်ညီမလေးကတော့အရာရောင်လေးပေါ့နော်ကဲကျမအမကြီးကောင်းကတော့အနေလေးပေါ့ရှင်အိုးကြတော့ပြုတ်ကြပြီရုပ်ကြပြီဒီနာလေးကိုတက်နေပါတယ်ပြုတ်ကြပြီကဲငါကြီးကအရှိရောက်နေပြီငါခုမှဟိုဖြစ်သေးတယ်တက်ရောက်သွားပါပြီရှင်တက်ဆင်းတက်သွားပြီပေါ့နော်ဟဲ့တေးသွားပြန်ပြီတော့ညီမလေးကတူတူပဲသိလားအဲ့လိုမျိုးဒီကမှအကျွမ်းဆုံးဆိုတော့ကဲသွားပါပြီအိုးကျမညီမလေးပြုတ်ကြပါပြီပေါ့နော်ကျမကတော့နိုင်တော့ပါမရှင်ဒီဟာလေးနည်းနည်းတော့မျက်စိတော့ရှုပ်တယ်ပေါ့နော်တေးချလေးကြည့်ရပါရမယ်ဟေးတေးရုပ်ပြီအကွာဒီ3ယောက်ဒီ2ယောက်နဲ့ပတ်လည်နေတာပဲလောက်ကြပါဦးပြုတ်ကြနေတယ်ခဏလိုက်အေးနှစ်ဆင်းသွားပြီကွာဟာဟာဒီပြုတ်ကြတော့မှငါအရှင်ရမှာမထအေး4ဆင့်ရသွားပါပြီရှင်4ဆင့်ရသွားပါပြီရှင်3ဆင့်ရသွားပြီ3ဆင့်အော်တုံးချနေလောက်ကြအောင်ကြောက်တော့အောင်လေ5ဆင့်ရပြီမမဖဲဒိုင်နူကြီးလာပြီတေးဝါကြီးကွာအိုးအစိမ်းရဘာလို့နောက်လာတုံးတာလဲဆက်စိမ်းရအစိမ်းရသမီးလာတုံးတယ်ငါနိုင်သွားပြီအဲ့ဆိုတခြားလေးဆော့မယ်တခြားလေးပါလေးဆော့ဘတ်စဘောလူမှာဆော့မှာလားဒါဆော့မယ်ဟုတ်တယ်ပတ်စံလူရဲ့တင်ဆော့မယ်ဒီဟာဆော့မလားပတ်စံလူရဲ့တင်ဆော့မယ်ပေါ့နော်မမဘုံနေသွားယူနေနော်ရွှေပြားကြီးလူရတယ်ကဲအေးမမရသွားပြီငါ3လူရပြီအိုးအဝါရိုင်းတော့ဖြစ်ရတော့သမီးလက်ကြည့်တာလားဤမမရဲ့ငါရတော့ငါရွှေ5ပြားရပါရဲ့ကွာမင်းနေတာကွာသမီးတော့တဲ့အဆင်းကိုလေသမီးယူပြီးတော့မမရဲ့6ငါ6ရပြီယေးသမီးသိရလားတပြားလည်းရှိတယ်ငါမနိုင်သွားပြီမမနိုင်တယ်မပြန်နိုင်ရသမီးနိုင်နေတယ်ဆိုတဲ့မှာလည်းမရှိတနေ့ကြည့်တယ်လေဆော့မလားမမဒီနေ့လုံးပြစ်တယ်ခင်ဆော့မအနိုင်ဆော့ကြမှာဆော့လိုက်မရကြည့်ဒါမှမနေ့လုံးနဲ့လိုက်ပြေမမသမီးသိတာမမရပြောင်းမမသမီးရသေးသွားပြီဖဲတဲ့နေ့ငါညီမပြစ်တယ်ငါကစားငါတေးတော့မှတေးစမ်းငါတေးပြီလို့ငါတေးတော့မှလို့ငါတေးတော့မှအကောင်ငါ့ပြောင်းလုံးနာတေးသားကွာတေးတော့မှပါပဲငါလည်းနှုတ်ပလိုက်တေးပြီတော့ဘာလို့လဲပြီးပဲအနေထဲဒီကောင်ငါ့တွေ့မယ်ယေးမမနိုင်တော့